ဒီနေ့ကကျွန်တော်အဖေဆုံးတာ3လပြည့်နေ့3လပြည့်တဲ့နေ့ဆိုတော့သတိရတယ်ပေါ့ဗျာအဖေကိုဆုံးပြီးတော့အဖေကိုသတိရတယ်အဲ့ဒီအချိန်မှာကျွန်တော်ကသွားတွေးမိလဲဆိုတော့အဖေကသူ့ခမိန်လိုင်းလို့နဲ့တငယ်ချင်းအရင်ကြီးအဲ့ဒီတော့သူ့ခမိန်လိုင်းကဆေးမိန်ချောင်းဆိုတဲ့စာအုပ်ကြီးတုပ်ကိုထုတ်ခဲ့တယ်ကြဗျာစာအုပ်ကြီးတုပ်သူနောက်ဆုံးမှာထုတ်ခဲ့တယ်နောက်ဆုံးသူ့ရဲ့နောက်ဆုံးမဟုတ်တာမှာရှေ့မှာထုတ်ခဲ့တယ်အဲ့ဒီစာအုပ်ကိုကျွန်တော်အဖေရှိကိုပို့လိုက်တယ်အဲ့ဒီစာအုပ်ထဲကမျက်နှာဖုံးမှာကျွန်တော်အဖေပုံပါကျွန်တော်အဖေပုံပါတော့သူ့ပုံနဲ့သူ့ခမိန်လိုင်းပုံနဲ့ပါတယ်ပေါ့ဗျာအဲ့လိုပါတဲ့ခါကျတော့အဲ့ဒီထဲကကြဗျာတစ်ပုဒ်ကိုကျွန်တော်ကရုပ်ပြခြင်းခင်ဗျားတို့ဒါကကျွန်တော်အဖေကိုလွမ်းတာလည်းဖြစ်တယ်သူ့ခမိန်လိုင်းကိုဂုဏ်ပြုတာလည်းဖြစ်တယ်ဒါပဲသူတို့တွေငယ်ဘဝဘလို့နေခဲ့တယ်ဘလို့ပုံစံနေခဲ့တယ်ဆိုတာတွေကိုခင်ဗျားတို့ခံစားကြည့်လိုက်ဒါပဲအဲ့ဒါကျွန်တော်ပြောချင်ကျွန်တော်ကြဗျာရွတ်ပြန်ဆေးမိန်ချောင်းတခါတော့ကလက်မှာအယုတ်တွေနဲ့တငယ်ချင်းတစုကမာကြီးကိုလက်ဖြံမှာထိုးပြီးခီးသွားခဲ့ကြတယ်အနှစ်20အကြာ2ယောက်တည်3ယောက်ကျန်ရှင်တန်တစ်လဲကြတစ်ပြန်တန်တစ်နောက်ဆုံးကြမှာကမာကြီးရဲ့ကိုယ်ပေါ်ကဆေးမိန်ချောင်ရုပ်တွေဟာငါတို့မှန်းတည်ခဲ့ရဒုက္ခမိန်လားဒါပါပဲ